စားကောင်းလားဒီလိုဘာတက်ရောက်ပြီးတော့နားမဘယ်လိုခေါ်ရောကြာကျင်းနေရမင်္ဂလာပါဗျကျွန်တော်ကတော့ကဘာလက်ခီးသွားလုပ်ငန်းလုပ်ရေးရဲတစ်ဖက်ကလူရုပ်ဖြိုးမြန်ဖြစ်ပါတယ်ဟိုငလေတန်အသင့်ပြည်သူတွေအတွက်ပေါ့နော်အခုလိုမျိုးလူရန်နဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းအများကြီးထပ်ပြီးတော့လူရန်နိုင်ပါစေတက်ရှိကျမ်းပါပါစေလုပ်ငန်းကိုင်ငန်းတွေလည်းထပ်ပြီးလုပ်ကိုင်နိုင်ပါစေမင်္ဂလာပါကျွန်တော်ဌာနကတယံဇာတ်နဲ့တဘာပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနမြေတိုင်းဦးစီးဌာနဒုတိယဦးစီးမှုဦးကြည်တန်းအောင်ဖြစ်ပါတယ်ဒီနိုင်ငံတော်ဝန်ကြီးချုပ်ဒီလိုမျိုးလှူဒန်းရတဲ့အတွက်ကျွန်တော်အတိုင်းပြည်ဝမ်းသာပါတယ်ဒီလိုမျိုးအခက်အခဲဒုက္ခတွေဖြစ်နေတဲ့ကြားတွေကနိုင်ငံတော်ဝန်ကြီးချုပ်လည်းကျမ်းမာချမ်းသာပါစေနောက်တက်ရှိကျမ်းမာပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာအမလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ရာဝန်ကြီးဌာနကလက်ထောက်ညွှန်ကြားမှုတော်ဝါခိုင်ဖြစ်ပါတယ်မောင်လေးဒီလိုပေါ့နော်အမားတို့ငလျင်တွေဘေးခံနေရတဲ့အချိန်မှာအမားတို့စောင့်ဝတ်နေရေးအကုန်လုံးစင်ပြေအောင်ပြုစုစောင့်ရှောက်ပေးတဲ့နိုင်ငံတော်အကြီးအကဲကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ကြာနိုင်ငံတာဝန်တွေကိုလည်းတက်ရှည်ကျမ်းပါစွာဆက်လက်ထမ်းဆောင်နိုင်ပါစေလို့အမဆုတောင်းပါတယ်မင်္ဂလာပါမောင်အမကလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ရာဝန်ကြီးဌာနကလက်ထောက်ညွှန်ကြားမှုတော်အေးတန်းပါမာကြီးတို့အခုဒုက္ခရောက်နေချိန်မှာပေါ့နော်မာကြီးတို့အတွက်နေရေးစားရေးအဆအရာကိုညီပြီးတော့စောက်ရှောက်ပေးတဲ့နိုင်ငံတော်အကြီးအကဲကိုမာကြီးတို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းမာကြီးတို့ဆက်ပြီးတော့လှုပ်လှုပ်အောင်ပါပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်နိုင်ငံတော်အကြီးအကဲနဲ့ပေါ့နော်တာဝန်ရှိသူအားလုံးနော်ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာနဲ့အလုပ်ငန်းများကိုလည်းဆက်လက်လှုပ်ဆောင်နိုင်ပါစေလို့မာကြီးကဆုတောင်းပေးပါတယ်မာကြီးတို့လည်းဆက်ပြီးတော့လှုပ်ဆောင်ခြင်းပါသေးတယ်